လွန်ခဲ့တဲ့3နှစ်ပေါ့နော်ကင်နိုကြီးစီတော့လွန်ခဲ့တဲ့3နှစ်နဲ့အခုတော့တိကင်လို့ဖြစ်တဲ့ကိုနဲ့နှိုင်းရှင်မိုင်းပဲဆိုလို့ရှင်ဘာတွေတိုးတက်လာလွန်ခဲ့တဲ့3နှစ်နဲ့တော့တိကင်လို့ဖြစ်တာနဲ့လွန်ခဲ့တဲ့3နှစ်နဲ့ဆိုင်နေစကားတွေပါပြောတက်လာတော့မှစကားတွေပါနည်းနည်းတိုးတက်လာတယ်အပြင်တွေပါထွက်လဲနည်းနည်းကိုယ့်ကိုတက်လာတယ်အဲ့လိုပုံစံအဲ့ဆိုလို့ရှိရင်နောက်9နှစ်မှာဖြစ်ချင်တဲ့ညီမချက်ကပါတယ်နောက်9နှစ်မှာဖြစ်ချင်တာတော့အန်တူလာအောင်တင်နေခိုင်းကောကူရှိရလေဖြည့်ချင်တယ်ဟုတ်တယ်ညီမလေးလည်းဒီကိုခေါ်ချင်တာအဲ့လိုညီမအခုကပါတယ်မတော့နေအခုကအိမ်မှာတရှင်တင်နေအသက်ပဲနဲ့20ကျော်ပြီ20လောက်ရှိအခုအဲ့ဆိုလို့ရှိရင်ခေါ်မယ်ဆိုလို့ရှိရင်အဖိုက်လည်းသူတင်းနေအဲ့ဆိုလို့ရှိရင်ခေါ်မယ်ဆိုလို့ရှိရင်ခိုက်ကုန်နေမယ်ကွာအဲ့လိုခေါ်ချင်ဒီတော့မှလုပ်စေချင်တယ်ဆိုတော့ပြီးတော့ကုမ္ပဏီကခုတည်းရဲ့အတိုင်းပဲဂျပန်စာရေး supporting ပေးတယ်ပြီးတော့ဒီစမှုရှာခံရှူလို့ပြီးတော့ခိုက်ကောက်ခုရှိတော့ supporting ပေးတယ်ပေါ့နော်အဲ့တော့ကုမ္ပဏီကိုသဘောကျတဲ့အချက်ကပါတယ်ခိုင်ကောကိုရှိသူတို့အဲ့လိုမျိုးဖြေတာကိုလည်း supporting ပေးတယ်အဲ့ဒါ